ကျွန်တော်ပိုင်းလို့ပေါ့မှာ AI automation တစ်ခုတည်းကိုစပစ်ပြမဟုတ်ပါဘူးကျွန်တော်စီမှာဒီ social media management graphic design website landing page page မှာဆိုလို့ရှိရင် Facebook Google ပြီးတော့ TikTok ဒါကြီးကျွန်တော်တို့ run ပေးပါတယ်ပြီးတော့ video editing လုပ်ပေးရဲဒါလေးတွေကိုကျွန်တော်တို့လုပ်ပေးရဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းမှာဒီ AI automation လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာပြီးတော့ဆက်သွယ်လို့ရတယ်အဓိကအနေနဲ့ကျွန်တော် AI automation ကိုအဓိကအနေနဲ့လုပ်ပေးတာဒါပေမဲ့တခြားအရာတွေဖြစ်တဲ့ဒီ social media management တွေ graphic design တွေပြီးတော့ကိုယ့်ရဲ့ဒီ business အတွက် website နဲ့ landing page တွေလိုရဆိုလို့ရှိရင်ကျွန်တော်လုပ်ပေးတယ် page run ချင်လား S တွေ run ချင်ဆိုတော့ကျွန်တော်လုပ်ပေးပါတယ် video တွေလိုလို့ရှိရင်လည်းကျွန်တော်ခါရဲလုပ်ပေးပါတယ်ဒါလေးကိုကျွန်တော်ပြပြပေးချင်ပါတယ်ဒါလို့ကျွန်တော်စီမှာ direct ဆက်သွယ်လို့ရဆိုလို့ရှိရင် Facebook page messenger နဲ့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ရဲ့ website ဖြစ်တဲ့ pointover.hr ကိုသွားမယ်ပြီးတော့မှဒီ website ကနေလည်းဆက်သွယ်လို့ရတယ်လို့ line ကနေလည်းဆက်သွယ်လို့ရတယ်နောက်တစ်ခုကကြတော့ဒီမှာနာမည်ပြီးတော့ business name phone number ပြီးတော့ email ထည့်မယ်ကိုကဘာ service လိုချင်တာလဲပြီးတော့ကိုဒီမှာပြောချင်တဲ့အကြောင်းအလေးထည့်ပြီးတော့လဲကျွန်တော်စီမှာဒီ click လေးနှိပ်ပြီးတော့ direct ဆက်သွယ်လို့ရပါတယ်ပေါ့နော်